သူတို့အကောင်ကြီးတသိန်းခန့်ဆိုလိုတာကတကဘာလုံးမှာရှိတဲ့သူတို့မျိုးနွယ်စုရဲ့ရာဂိုင်းလုံးတော်တော်များများဟာဒီနေရာကိုရောက်ရှိနေကြတာပါသူတို့တွေကတကယ်ကိုအေယာမတတဝါကြီးတွေဖြစ်ကြပါတယ်ဝေါ်ရက်စ်အထီးတကောင်ဟာအလေးချိန်တတန်ပေါင်2000ကျော်အထိရှိနိုင်ပြီးဒီလိုလူစုလူဝေးတိုးဝေးရုန်းကန်မှုကြားထဲမှာတင်အများပြားတည်ဆုံကြရပါတယ်အနောက်ဘက်မိုင်းနဲ့ရ90အကွာမှာရှိတဲ့ကမ်းခြေတစ်ခုမှာတော့နောက်ထပ်အနေတစ်ခုရှိနေပြန်ပါတယ်အဲ့ဒါကတော့ဝါလက်ဝက်ဝင် polar bears တွေပါပဲသူတို့ဟာလည်းရေခဲပြင်တွေတဖြည်းဖြည်းအရေးပြောပြီးနေပါလာတာကြောင့်ကုန်းပေါ်မှာအချိန်ပိုပေးဖို့ဖိအားပေးခံထားရပြီးအခုဆိုရင်တကယ်ကိုစာလောင်မှုတိတ်နေကြပါပြီဒါပေမဲ့အရွယ်ရောက်ပြီးသား walrus ကြီးတွေဟာတန်မာတဲ့အဆွဲလိုမျိုးလက်နက်ကောင်းတွေရှိတယ်ပြီးတော့ရေထဲမှာလည်းဖြက်လက်ကြတာကြောင့်ဝက်ဝံကိုအပြင်းအထန်ဒဏ်ရာရရှိစေနိုင်ပါတယ်ဒါကြောင့်ဝက်ဝံဟာအမဲလိုက်ဖို့စူးစမ်းပေမဲ့ကြာရှုံးသွားခဲ့ရပါတယ်ဒီနေရာကကျင်းမြောင်းတဲ့ကမ်းခြေတွေရဲ့နောက်ွယ်မှာတော့မတ်ဆောက်တဲ့ကြောက်ဆောင်6ကမ်းပါကြီးတွေရှိနေပါတယ်walrus အချို့ကတော့လူစုလူဝေးကြီးတွေကနေလွတ်မြောက်ဖို့အတွက်အဲ့ဒီကြောက်ဆောင်တွေပေါ်ကိုတွားပြီးတက်ခဲ့ကြပါတယ်ကြောက်ဆောင်ထိပ်ကိုရောက်တဲ့အခါသူတို့ဟာကမ်းခြေကနေမီတာ80ပေ260ကျော်အမြင့်ကိုရောက်သွားခဲ့ပါပြီဒါပေမဲ့ဝါလက်ဝက်ဝင်တွေကလည်းဒီပေါ်ကိုရောက်လာခဲ့ကြပါတယ်walrus တွေရဲ့ဗီဇစိတ်ကတော့ရေထဲမှာပဲပေးကင်းတယ်လို့ခံစားရတာပါသူတို့ဟာပင်လယ်ရဲ့အနံ့ကိုရနေစေဖြစ်ပြီးပင်လယ်လိုင်းတန်တွေကိုလည်းကြားနေရပါတယ်ဝါလက်ဝက်ဝင်တကောင်ဘေးနားမှာရှိနေုံနဲ့တင် walrus တွေကိုထိတ်လန့်ချောက်ချသွားစေဖို့လုံလောက်ပါတယ်ကြောက်ဆောင်ပေါ်ကိုတက်သွားခဲ့တဲ့ walrus အမြောက်များဟာသမုဒ္ဒရာစီကိုဘယ်တော့မှပြန်မရောက်နိုင်တော့ပါဘူးဝါလက်ဝက်ဝင်တွေထွက်သွားခဲ့ရင်တောင်မှ walrus တွေဟာပင်လယ်ထဲကိုပြန်ဆင်းဖို့လိုအပ်တာကြောင့်အချို့ကတော့အနည်းဆုံးလမ်းကိုပဲရွေးချယ်ပြီးဆင်းခဲ့ကြပါတယ်walrus တကောင်ဟာကြောက်ဆောင်တွေပေါ်ကနေအရှိန်ဟုန်နဲ့ပြုတ်ကျသွားတဲ့အချိန်မှာကမ်းခြေမှာရှိတဲ့အခြားကောင်တွေပါထိတ်လန့်ပြီးအုံကြွထွက်ပြေးကြတာကြောင့်နောက်ထပ်အသက်ပေါင်းများစွာထပ်မံဆုံးရှုံးခဲ့ရပြန်ပါတယ်။ရက်အနည်းငယ်အတွင်းမှာတင် walrus အကောင်ကြီး200ကျော်တေဆုံးသွားခဲ့ရပါတယ်။အခုတော့ဝါလက်ဝက်ဝင်တွေဟာအဲ့ဒီတေဆုံးသွားတဲ့တားကောင်အသေးကောင်တွေကိုအစာဖြစ်စားတောက်နိုင်ကြပါပြီ။